သားဖို့တော့ကြိုးစားခဲ့ရပဲဒါပေမဲ့ဒါကတော့အရန်ကြီးတော့အစမီသွားလိုက်ခိုင်းတဲ့တခုနောက်ကျရင် Epicola Search ဒီမှာ Final Slash လေးပြန်ရိုက်ခဲ့တဲ့ Bloody Hand by PA7 ဆိုတဲ့နောက်မှာ A နဲ့တကောင်နဲ့ပြင်းမြင်ခံလိုက်ရတဲ့ခိုင်းတဲ့တခုမှာ Elita Mega K နဲ့အတူ 5v3 မှာတော့ AR Esport ချက်ပြီးတော့တက်လာခဲ့ပါပြီ ဒီ Minion Wave တွေကတော့ကျွန်တော်တို့ဘက်ကလည်းပြန်ထွက်လာရင်လည်း online mega ကိုတော့ AI အနေနဲ့ပြန်ပြီးတော့ full focus တိုင်း Stallion Pin တွားထောက်ထားတယ်ဒါပေမဲ့ Crazy တို့တော့ Elita တောက်လျှောက်ပြန်ပြီးခွဲနေကိုကြိုးစားတယ်ဗျာ Black 3ဘက်ကလည်း Minion Wave ကို priority ထားပြီး share ထားတဲ့အချိန်တွေမှာနောက်ထပ်တက်လာတဲ့ဒီ Minion Wave 3 ဝေလုံး Black 3အနေနဲ့ပြန်ကာဖို့ကြိုးစားရမယ်ဗျာ4ယောက်5ယောက်4ယောက်5ယောက်ဆိုတဲ့ခြေတစ်ခုတော့တက်ပြီးတော့ Iron Hood တွေတက်ပြီးတယ် Bloody Hand ကြိုက်ထားသေးတယ်မှာ Wave of the Dragon Yuri ပြန်ကြတယ် Generation 2 man Airborne တွေကြားထဲမှာ Justice ပြန်လဲပေးစနေနေပဲ Hiroki ကတော့2 for 3တောင်းမှာတောက်ချ Even Real War တွေကြားထဲမှာ P7 တက်ကြနေနေပဲတိုဂျီပြန်လဲပြလွတ်မြောက်နိုင်မှာမလား Even G ကတက်ပြီးတော့အဆုံးသက်သွားနေနေပဲ Hiroki 3 man down ဖြစ်သွားပြီဗျာ P7 နဲ့ Leader နဲ့ P7 hand ချက်ကြီးတယ်ဒီမှာလဲတက်ပြီးတော့ပဲအေးလွင်တောက်လျှော့ပဲတကောင်လေးပဲ Final Slash တက်ပြီးတော့ရိုက်ထားသေးတယ် Even G စပ်ပါသွားပြီဗျာ Sorry with the retribution Reverse for Regan Star Lash ကပါ Epan ကြီး backline ကိုထပ်ထိန်းထားတယ်ပဲဒါပေမဲ့ Justice နဲ့ပြန်ချဖို့တော့များနေပြီ Stallion ပေးနေအောင်တော့ Monster Cape and Elita ဒါမှ 2 man down ထပ်ပေးရဖို့ရှိနေကြတဲ့ခိုင်တာတခုမှတစ်ဖက်ကလည်းတောက်လျှောက်ချောင်းနဲ့လွတ်မြောက်နေစေပဲ Epicola Search ဒီအောင်မှာ Double Cape and Elita ဒါမှလည်းတောက်လျှောက်ပါလာကြတဲ့ Stallion ပေးနေအောင်မှာတောက်လျှောက်ပဲတစ်ဖက်ကတိုးကြီးရိုက်ခွဲထားကြတဲ့ Search တွေရှိခဲ့ပြီ PS7 နဲ့ Shutdown ကပြန်လဲရတဲ့အခြေအနေပြကွာ Shadow Bayori One man stabilize ဖြစ်နေ Alien Immortality ပြန်တောင်းဝိုင်းနေပဲနောက်ဆုံး Crazy Throne တော့ Media Wave တွေရိုက်ချိုးသွားရင်နောက်မှာ Game number 1တော့ AI Esport အနေနဲ့အနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်